สวัสดีครับမင်္ဂလာပါခင်ဗျာဒီနေ့ကတော့သင်ခန်းစာ7ကိုလေ့လာသင်ယူကြမှာဖြစ်ပါတယ်အစဉ်သစ်ဖြစ်လို့ရှိရင်ကြည့်လိုက်ကြရအောင်ပါသင်ခန်းစာ7မှာကကြတော့အယောင်နဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုလေ့လာကြရပါမယ်ပထမဆုံးအနေနဲ့အယောင်ကိုစီလို့ခေါ်တယ်နော်ဒါဆိုရင်တော့အဖြူရောင်ကိုကြည့်ကြရအောင်အဖြူရောင်ဆိုရင်สีขาวဖြူရောင်နော်နီအောင်ဆိုရင်สีแดงလိုက်ပြောကြည့်မယ်สีแดงအနီအောင်နော်အဝါရောင်ကိုကြတော့สีเหลืองပြောကြည့်ပါสีเหลืองဟုတ်ပြီနော်နောက်တစ်ခုကကြတော့အနက်ရောင်ဖြစ်ပါတယ်အမဲရောင်ပေါ့နော်สีดำအနက်ရောင်နော်အဆေးရောင်ကိုကြတော့สีเขียวအဆေးရောင်ဖြစ်ပါတယ်နောက်ထပ်တစ်ရောင်ကကြတော့အပြာရောင်ဖြစ်ပါတယ်สีฟ้าဒါကိုฟ้าလို့တန်ထွက်မယ်နော်สีฟ้าပြောကြည့်ပါสีฟ้าဟုတ်ပြီနော်အပြာရောင်ဆိုတာတော့ဒါကြတော့အပြာနုရောင်ဖြစ်တယ်ပေါ့နော်สีฟ้าဖြစ်ပါတယ်ဟုတ်ပြီဆက်ပြီးတော့မှပန်းနုရောင်ဖြစ်ပါတယ်สีชมพูလိုက်ပြောကြည့်မယ်สีชมพูပန်းနုရောင်နော်ခရမ်းရောင်ကိုကြတော့สีม่วงပြောကြည့်ပါสีม่วงဟုတ်ပြီမိခိုးရောင်ဆိုရင်สีเทาပြောကြည့်ပါสีเทาမိခိုးရောင်နော်လင်မော်ရောင်ဆိုရင်တော့สีส้มလင်မော်ရောင်ကိုสีส้มနော်ဟုတ်ပြီနောက်ထပ်တစ်ရောင်အညိုရောင်ဖြစ်ပါတယ်အညိုရောင်ကိုကြတော့สีน้ำตาลအဲ့လိုပြောရနော်ပြောကြည့်ပါสีน้ำตาลนะครับสีน้ำตาลကအညိုရောင်ဖြစ်ပါတယ်အပြာရေးရောင်ပေါ့နော်နက်ပြာရောင်ဖြစ်ပါတယ်သူ့ကြတော့สีน้ำเงินပြောကြည့်ပါสีน้ำเงินဟုတ်ပြီနော်ဒါကကြတော့အရောင်တွေဖြစ်ပါတယ်နောက်တစ်ခါတော့ပြန်ပြီးတော့နောက်ထောင်ကြည့်ပါအဖြူရောင်ကိုสีขาวအနီရောင်ကိုสีแดงဝါရောင်ကိုสีเหลืองနက်ရောင်ကိုสีดำဆေးရောင်ကိုสีเขียวပြာနုရောင်ကိုสีฟ้าပန်းနုရောင်ဆိုရင်สีชมพูခရမ်းရောင်ကိုကြတော့สีม่วงမိခိုးရောင်ဆိုရင်สีเทาလင်မော်ရောင်ဆိုရင်တော့สีส้มညိုရောင်ဆိုရင်สีน้ำตาลနက်ပြာရောင်ဆိုရင်တော့สีน้ำเงินဖြစ်ပါတယ်ဟုတ်ပြီနော်ဆက်ပြီးတော့မှဝါဟာရလေးတွေကိုဆက်ကြည့်ကြရအောင်ပထမဆုံးဝါဟာရကကြတော့มีပြောကြည့်မယ်มีရဲ့ဒီဘက်ကတော့ရှိတယ်နော်နောက်ထပ်တစ်လုံးทุกสีကတော့အယောင်နော်ทุกสีဆိုရင်အယောင်တိုင်းအယောင်အားလုံးနော်ทุกပါလို့ရှိရင်အားလုံးကိုပြောတာဖြစ်ပါတယ်ทุกสีအယောင်အားလုံးနော်နောက်ထပ်တစ်လုံးชอบကြိုက်တယ်ပြောကြည့်ပါชอบဟုတ်ပြီနော်နောက်တစ်လုံးขอดูကတော့တောင်းကြည့်တာဖြစ်ပါတယ်ပြောကြည့်ပါขอดูဟုတ်ပြီကြည့်ချင်တယ်ဆိုရင်တော့อยากดูကတော့ကြည့်ချင်တာဖြစ်ပါတယ်ယူမယ်ဆိုရင်တော့เอาပြောကြည့်ပါเอาယူတယ်နော်နောက်ထပ်တစ်ခုကสีอื่น
สีอื่นก็จะတော့တခြားအရာကိုပြောတာဖြစ်ပါတယ်ပြောကြည့်ပါสีอื่นတခြားအရာเนาะโอเคပါဒါကကျတော့ဝေါ်ဟာရလေးဖြစ်ပါတယ်ဒီဝေါ်ဟာရနဲ့ခုနကအရာလေးတွေကိုပေါင်းပြီးတော့မှကျွန်တော်တို့အပြန်အလှန်စကားပြောခြင်းကိုဆက်ပြီးတော့လေ့လာကြရမှာဖြစ်ပါတယ်ကြည့်လိုက်ကြအောင်ပါပထမဆုံးมีสีอะไรบ้างครับมีสีอะไรบ้างครับมีสีဆိုရင်အယောင်ရှိတယ်အလိုက်ဘာအယောင်လဲလို့မေးတာဖြစ်တယ်มีสีอะไรဘာအယောင်ရှိလဲပေါ့နော်มีสีอะไรบ้างဘာအယောင်တွေရှိလဲครับခင်ဗျာနော်ဘာအယောင်တွေရှိလဲခင်ဗျာလို့မေးတာဖြစ်ပါတယ်မေးကြည့်ကြအောင်มีสีอะไรบ้างครับဟုတ်ပြီနော်ပြန်ဖြေတဲ့အခါကျရင်ဘယ်လိုဖြေလဲဆိုတော့มีทุกสีค่ะมีทุกสีค่ะมีရှိတယ်ทุกสีအယောင်စုံเนาะมีทุกสีค่ะအယောင်စုံရှိတယ်ပြောကြည့်ပါมีทุกสีค่ะအယောင်စုံရှိတယ်เนาะထပ်ပြီးတော့မေးတယ်ชอบสีอะไรคะชอบสีอะไรคะชอบကြိုက်တယ်สีအယောင်อะไรဘာလဲပေါ့เนาะชอบสีอะไรဘာအယောင်ကြိုက်လဲလို့ပြန်ပြီးတော့မေးတာဖြစ်ပါတယ်ပြောကြည့်မယ်ชอบสีอะไรคะဟုတ်ပြီနော်ဘာရောင်ကြိုက်တာလဲလို့မေးတာပါပြန်ဖြေမယ်ชอบสีฟ้าครับชอบสีฟ้าครับအပြာရောင်ကိုကြိုက်တယ်ခင်ဗျာလို့ပြန်ဖြေတာဖြစ်ပါတယ်ပြောကြည့်ပါชอบสีฟ้าครับဟုတ်ပြီနော်နောက်တစ်ခုကကျတော့มีแบบนี้เอาไหมคะมีแบบนี้เอาไหมคะมีရှိတယ်แบบนี้ဒီလိုမျိုးလေးပေါ့နော်ယူမလားအောင်မခါမေးတာနော်มีแบบนี้เอาไหมคะဒီပုံစံလေးရှိတယ်ယူမလားရှင်လို့မေးတာပါပြောကြည့်ကြအောင်มีแบบนี้เอาไหมคะဟုတ်ပြီနော်ขอดูหน่อยครับขอดูหน่อยครับကြည့်ပြစီခင်ဗျာလို့ပြောတာတောင်းကြည့်တာပေါ့နော်ပြောကြည့်ပါขอดูหน่อยครับကြည့်ပြစီလို့ပြောတာနော်อยากดูสีอื่นครับอยากดูสีอื่นครับอยากดูကြည့်ချင်တယ်สีอื่นတခြားအရာเนาะอยากดูสีอื่นဆိုရင်တခြားအရာကြည့်ချင်တယ်လို့ပြောတာဖြစ်တယ်ပြောကြည့်မယ်อยากดูสีอื่นครับတခြားအရာကြည့်ချင်တယ်ဟုတ်ပြီมีสีเขียวค่ะมีสีเขียวค่ะสีအောင်ရှိပါတယ်ရှင်လို့ပြန်ပြောတာဖြစ်တယ်ပြောကြည့်ပါมีสีเขียวค่ะဟုတ်ပြီနော်เอาสีเขียวครับเอาสีเขียวครับအစီအောင်ယူပါမယ်ခင်ဗျာလို့ပြောတာဖြစ်တယ်ဒီနေရာမှာအောင်နော်အောင်ယူတာဖြစ်ပါတယ်အစီအောင်ယူပါမယ်ပြောကြည့်မယ်เอาสีเขียวครับအစီအောင်ယူမယ်လို့ပြောတာဖြစ်တယ်နော်ဟုတ်ကဲ့ပါဒါကကျတော့သင်ခန်းစာ7မှာပါတဲ့အယောင်ခေါ်ဝေါ်များနဲ့ရောင်နဲ့ပတ်သက်တဲ့အပြန်အလှန်စကားပြောခြင်းတွေဖြစ်ပါတယ်ဒါလေးတွေကိုတေချာလေးလေ့ကျင့်ပါပြီးလို့ရှိရင်တော့လေ့ကျင့်ခန်းမိကုံးလေးတွေကိုဝင်ပြီးတော့ဖြည့်ပေးကြပါနော်နောက်နေ့မှာနောက်ထပ်သင်ခန်းစာနဲ့ပြန်ပြီးတော့ဆုံတွေ့ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်สวัสดีครับ